ဟာဒီမြောက်ကြီးနှစ်ကောင်ကိုကြည့်ပါဦးဟောလိဝုဒ်အချစ်ကားတကားတွေကမင်းသားမင်းသမီးတွေကြနေတာပဲတယောက်နဲ့တယောက်နမ်းပြီးဖက်နေကြတာခင်ဗျားတို့များထင်ကြမှာပေါ့တိရစ္ဆာန်ရိုင်းတွေကအချစ်စစ်တို့စိတ်ခံစားမှုတွေ့တာမှုလို့ဆိုတာနားမလည်ဘူးလို့ပေါ့မဟုတ်ဘူးနော်မြောက်ဝင်တွေရဲ့ချစ်ချင်းမြတ်တာယဉ်ကျေးမှုကတကယ်တမ်းကျတော့ယူတူလောက်တဲ့အချစ်ဒရာမာတွေသစ္စာစောင့်တိမှုတွေနှက်ဆိုင်တဲ့ချစ်ချင်းမြတ်တာတွေနဲ့ပြည့်နေနေတာပဲတခြားရန်လိုတတ်တဲ့နို့တိုက်တတော်အများစုနဲ့မတူတာကငွေရောင်ကြောပိုးရှိတဲ့မြောက်ဝင်အထီးတွေကအတင်းကျပ်လောက်တာမျိုးမဟုတ်ဘူးနော်သူကတကယ်တမ်းဆိုရက်တစ်ပတ်ပေါင်းများစွာအချိန်ပေးရတာသူ့အကြိုက်ဆုံးအမမြောက်ဝင်ကိုညင်သာစွာထိတွေ့မှုတွေအစာမြောက်ဝေတာတွေမျက်လုံးချင်းစုံပြီးအပြင်းထန်ကြည့်တာတွေနဲ့ချေရေးဆိုဖို့ပဲနောက်ဆုံးသူတို့အတူနေဖို့ဆုံးဖြတ်တဲ့အခါအဲ့ဒါကအရန်ကိုတီးတန့်ဆန်ပြီးစိတ်ခံစားမှုပြင်းထန်တဲ့ကိစ္စတစ်ခုဖြစ်သွားတာသူတို့ရဲ့တသက်တာလက်တွဲဖော်ဘဝကိုမြဲမြဲခိုင်ခိုင်ချီနှောင်လာတာပေါ့တကယ်တော့မြောက်ဝအမကအင်အားကြီးတဲ့အထီးတစ်ကောင်ကိုတောင်လုံးဝညှင်းပယ်ပစ်လိုက်တာစစ်မှန်တဲ့စိတ်ခံစားမှုဆိုင်ရာချိတ်ဆက်မှုဒါမှမဟုတ်အပြန်အလှန်ယုံကြည်မှုမျိုးမခံစားရဘူးဆိုရင်ပေါ့အတူနေပြီးတာနဲ့ချက်ချင်းကိုသူတို့နာရီပေါင်းများစွာအချိန်ဖြုံးကြတာတယောက်ကိုတယောက်နန်းဖက်အမွေးတန်ရှင်းရေးလုပ်ပေးကြတာပေါ့တံမိုးထားကြောင်းပြသတဲ့အနေနဲ့ပဲသိပ္ပံပညာရှင်တွေတွေ့ရှိခဲ့တာကဒီလိုရင်းနှီးတဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုကဝက်စီတိုဆင်လို့ခေါ်တဲ့ဓာတ်တစ်မျိုးကိုအများကြီးထုတ်လွှတ်တယ်အဲ့ဒီဝက်စီတိုဆင်ဆိုတာလူသားတွေရဲ့ဆက်ဆံရေးကိုတွန်းအားပေးတဲ့အချစ်ဟော်မုန်းနဲ့အတူတူပဲလေဒါကသူတို့ရဲ့အချစ်ကနက်နက်ရှိုင်းရှိုင်းကိုအမှန်တကယ်ပဲဆိုတာသက်သေပြနေတာပေါ့ဒီတော့ဒီတိရစ္ဆာန်ရိုင်းတွေကလူအများစုထက်တကယ်တမ်းပိုသစ္စာရှိတဲ့လက်တွဲဖော်တွေဖြစ်နေတာလားဘာလဲကွာ